ချိန်ထိထိုင်းစကားမပြောတတ်သေးဘူးဆိုတဲ့သူအုပ်စု3မျိုးခိုင်တို့စာတင်တက်အတွေ့အကြုံ10နှစ်ကျော်မှာထိုင်းစကားတင်ပြီးတော့ကြတော့မတက်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါမှာဒီလိုအုပ်စု3မျိုးကိုတွေ့ရပေါ့နော်ပထမအုပ်စုကတော့ထိုင်းစာတက်ချင်တယ်ဒါပေမဲ့သူကတက်ဖို့အတွက်ဘာမှမပြင်ဆင်ဘူးဘယ်လိုမျိုးလဲဆိုတော့သင်တန်းတက်ဖို့လည်းမကြိုးစားဘူးဒီလိုမျိုး social media တွေ Facebook တို့ TikTok တို့ YouTube တို့ကနေလည်းထိုင်းစကားလေ့လာဖို့မကြိုးစားဘူးထိုင်းစာအုပ်ဝယ်ပြီးတော့လည်းမဖတ်ဘူးဆိုတဲ့လူတွေကတအုပ်စုရှိပါတယ်ပြီးလို့ရှိရင်နောက်တအုပ်စုကကြာဘာလဲဆိုတော့ထိုင်းစကားတက်ချင်တဲ့အတွက်ကြောင့်မို့သင်တန်းတက်လိုက်တယ်ဒါပေမဲ့သူကသင်တန်းချင်းသွင်းလိုက်တာနဲ့သူတို့ထိုင်းစကားပြောတတ်သွားပြီဆိုတော့ခံစားချက်မျိုးရသွားတဲ့သူတွေကတအုပ်စုရှိတယ်ပေါ့နော်ဒီလိုအုပ်စုတွေကလည်းလေခဏလို့သင်တန်းကြောင်းမှလည်းရှိတယ်ပေါ့သင်တန်းချင်းသွင်းပြီးတော့ကြာသင်တန်းချိန်တစ်ချိန်မှလာမတက်တဲ့သူတွေပေါ့နော်နောက်တအုပ်စုကကြာပါလဲဆိုသင်တန်းလာတက်တယ်ပထမ1ရက်တက်တယ်2ရက်တက်တယ်3ရက်4ရက်မြောက်လာတဲ့အခါမှာအလုပ်ကိစ္စတွေကစပြီးတော့ရှုပ်လာတာပေါ့နော်ဒီထိုင်းစာသင်ဖို့အတွက်အချိန်ကိုဒီသက်မပေးနိုင်တော့ဘူးဒီလိုလူမျိုးတွေကတအုပ်စုရှိတယ်ပေါ့နော်ဇွဲကောင်းကောင်းနဲ့ discipline ရှိနဲ့မသင်ယူနိုင်တဲ့သူတွေကတအုပ်စုပါဒီအုပ်စု3စုကဘယ်အချိန်မှထိုင်းစကားကိုပြောတတ်တာမှမဟုတ်ဘူးထိုင်းစကားပြောတတ်ဖို့ဆိုလို့ရှိရင်ကိုကဒီဇိုင်းမမှန်နဲ့ထိုင်းစကားသင်တန်းချိန်ကိုလည်းမမှန်တက်မယ်စာတွေကိုလည်းမမှန်လုပ်မယ်ဆိုလို့ရှိရင်ကိုကညံမကောင်းဘူးဆိုလို့ရှိရင်တော့ထိုင်းစကားကတကယ်ပြောတတ်ပါတယ်ဒီလိုသင်တန်းကျောင်းမှာထိုင်းဘာသာစကားကိုအလွယ်ကူဆုံးအယိုးရှင်းဆုံးနည်းနဲ့အချိန်တိုအတွင်းမှာတကယ်တက်အောင်ဘယ်လိုသင်ကြားပေးရဲဆိုရဲလှုပ်ဝက်ချက်ကလေးတစ်ချက်ကိုလည်းဒီဗီဒီယိုလေးမှာပြပြပေးအောင်မယ်နော်ဘယ်လိုမျိုးလဲဆိုတော့ခိုင်ကြီးတို့တွေကverb စကားလုံးတွေလေ့လာတယ်ဆိုလို့ရှိရင်ဒီ verb စကားလုံးတွေကိုပဲဒီတိုင်းလေ့လာပြီးတော့လွတ်ပေးလိုက်တာမျိုးမဟုတ်ဘူးဒီစကားလုံးတွေနဲ့ဘယ်လိုမျိုးတွဲပြီးသုံးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်ဘဝလက်တွေ့မှာဘယ်လိုသုံးလို့ရမလဲဆိုတာကိုပါတစ်ခါတည်းပြောပြသင်ပြပေးတာမျိုးပဲဖြစ်ပါတယ်ဥပမာကင်စားတယ်ဆိုလို့ရှိရင်ဒီစားတယ်ဆိုတဲ့စကားလုံးကိုခောက်ဆိုတဲ့ထမင်းနဲ့တွဲပြီးသုံးလိုက်ရင်ကင်ခောက်ထမင်းစားတယ်နေခင်းမှာထမင်းစားတယ်ကင်ခောက်ကလောင်ဝမ်းနေ့လယ်စားတယ်လို့သုံးလို့ရတယ်ဒါမှမဟုတ်ကိုကကွတ်တီကိုစားခြင်းနဲ့ဆိုရင်ဒီကင်ဆိုတဲ့စကားလုံးနဲ့ကွတ်တီကိုဆိုတဲ့စကားလုံးနဲ့တွဲသုံးလိုက်ရင်ကင်ကွတ်တီကိုစားတယ်လို့ဖြစ်သွားတယ်ဒါဆိုရင်အဖေကထမင်းကြော်စားတယ်ဆိုဘယ်လိုသုံးလို့ရမလဲဖော့ကင်ခောက်ဖတ်လို့သုံးလို့ရမယ်ဒီလိုမျိုးတကယ်နေ့စဉ်ဘဝမှာသုံးလုံးလို့ရတဲ့စကားစုတွေနဲ့တွဲဖက်ပြီးတော့သင်ကြားပေးလိုက်တဲ့အခါမှာတကယ် apply ပြန်ပြီးလုပ်လို့ရတယ်အသုံးချလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့လေအချိန်တူအတွင်းမှာတကယ်တက်မြောက်တာပဲဖြစ်ပါတယ်ခိုင်ကြီးတို့ထိုင်းဘာသာစကားသင်တန်းကျောင်းမှာထိုင်းဘာသာစကားတီးတန့်ကြည့်ပဲလေ့လာလို့လဲဆိုလို့ရှိရင်တော့အောက်က comment မှာ TS2 လို့မှတ်ခဲ့ပေးပါတကယ်တက်ချင်တဲ့သူတိုင်းကိုအမှန်တအောင်သင်ပေးတာထိုင်းစာပါ